မေသမီးလေးပေါ့နော် ဟုတ်ကဲ့ မင်းအောင်လိုင်းလည်းတွဲမလားယင် စပါတော့မတွဲဘူး မိုက် ဟာလေ ကြိုက်လေကွာ ဟုတ်တယ်စောက်ဖို့တော့ မကျွန်တော်အဖြေပြီးတော့လေ တပတ်ပဲရမယ် ကျွန်တော်လည်းအဲ့ဒါပဲလိုချင်တာ အဘသားလေးပေါ့နော် ဟုတ်တာပေါ့ဗျာ အဲ့ဒါဆိုရင်မအေးလို့စပိုက်ရုပ် ညို့အဖကျုပ်အခုတလောစစ်ထဲဝင်ရင်စိတ်တွေပေါက်နေတယ်ဗျာ ဟာကောင်ကစစ်သားဆိုချီးတဲ့ယွန်နဲ့ငါသားကအခုတလောဘလို့ဖြစ်လို့စစ်ထဲဝင်ရင်ရတာတော့ ဘာလဲခုနေ့ကကျုပ်တို့ရွာနာပြက်ကျသွားတဲ့လေရင်ပြန်လေဗျာအဲ့ထဲမှာစစ်ဘိုလ်တွေပါသွားတယ်ဗျအခုသူတို့မိန်းမတွေကိုမဲဖောက်ပြီးပြောတယ်အဖကြီး ဟေးဟုတ်စဒါဆိုရင်တော့ငါသားဒီလိုလို့မင်းတယောက်ထဲမသွားနဲ့အဘပါလိုက်မယ်ကွာ အာအဖလေအဖအသက်ကြီးပြီလေဗျာဘာလိုက်လို့မှာတော့ ဒီမင်းငါသားအဘကအသက်ကြီးပင်မဲ့မပြည့်စည်သေးဘူးငါသားရဲ့အခုမဲဖောက်မဲ့ထဲမှာအဘတို့အရွယ်စွတ်တွေပါတယ်လीကွာ